တက်သူကျောင်းသားကမပေးရပဲကဘာစစ်မီဝဲရနိုင်တဲ့နိုင်ငံရှိတယ်ဆိုရင်ယုံပါလားမင်္ဂလာပါတက်သူကျောင်းသားကမပေးရပဲကဘာစစ်မီဝဲရနိုင်တဲ့နိုင်ငံရှိတယ်ဆိုရင်ယုံပါလားအဲ့ဒီနိုင်ငံတော့ဂျာမနီပဲဖြစ်ပါတယ်ဂျာမနီနိုင်ငံမှာစေပညာအင်ဂျင်နီယာ IT စီးပွားရေးဥပဒေဝိဇ္ဇာသိပ္ပံစတဲ့ဘာသာရပ်တွေပါတဲ့ study program ပေါင်း line ပေါင်း2300ကျော်ကိုအစိုးရတက္ကသိုလ်ပေါင်း300ကျော်မှာကျောင်းသားကမပေးပဲပညာသင်ယူလို့ရပါတယ်အဲ့ဒီပြင်ကိုဂျာမန်တက္ကသိုလ်တွေဟာရရှိတဲ့ဘွဲ့တွေဒီဂရီတွေအတွက်တကဘာလုံးကတက္ကသိုလ်တွေကအလုပ်ရှင်တွေကအသိမှတ်ပြုလာပါတယ်အဲ့ဒါကြောင့်ဂျာမနီမှာသာမကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တယ်ဆိုရင်အလုပ်ကင်ခွင့်လန်းပုံမူကျေပြန့်လာပါတယ်ကျောင်းသားကမပေးရယုံမဟုတ်ပါဘူးကမ္ဘာအဆင့်မီပညာရေးကိုရရှိတာဟာဂျာမနီနိုင်ငံရဲ့အားသာချက်ဖြစ်ပါတယ်နောက်တစ်ပိုင်းကျလို့ရှိရင်ကျွန်တော်ဂျာမနီနိုင်ငံမှာဘွဲရပြီးတဲ့အခါမှာအလုပ်ကင်နဲ့အနာဂတ်အခွင့်အရေးတွေဘာရှိမလဲဆိုတာကိုဆက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်လို့ပြန်အသေးစိတ်သိချင်တာရှိခဲ့ရင်ဒီကော့မှာစုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်